ကျွန်းနေနဲ့စောက်ထားတဲ့နှစ်ဆောင်ပြန်အင်းနီသုံးဆောင်ပြန်အင်းနီငငယ်ကလေးကအဲ့လိုမှနေခဲ့ရတာကျမတို့ဘဝတွေကမင်းသမီးလိုပဲငငယ်ကလေးကနေခဲ့ရတာကျမတို့ကမလေးကြီးရဲ့ကြားကိုမပါတာအန်တီလေးကြီးရဲ့အကုန်လုံးလှုပ်ပေးပြီးကျမတို့ဘဝကပျော်ပျော်ရွှင်ရွှင်နဲ့ပဲနေခဲ့ရတာတခါမှပတ်စံမရှိဘူးဆိုတဲ့အတန်တော်မကြားခဲ့ရအောင်ကျမဘဝမှာလေအများကြီးပဲအကောင့်တူတွေအများကြီးနဲ့ဗာလောက်တာတော့လိုက်ပြီးတော့တိုက်ခိုက်တာတစ်ဖွဲ့လိုက်ချင်းဒီလိုစိုးအိမ်သူလိုအောက်တန်းစားမနဲ့တော့ချမ်းမြတ်တော်နဲ့ front စဉ်းစားကြည့်လိုက်ကျမဘယ်တော့မှအောက်တန်းစားတွေနဲ့ front မလုပ်ဘူးတချို့လူတွေပြောနေကြတယ်ဘယ်သူ့ကိုပြောနေလို့ကျမနဲ့ front နဲ့ကျမ front လက်ခံလိုက်လို့မရ front ဆိုတာကတော့သူတို့ရင်းနှီးတဲ့အတော်အပြန်ရှိတဲ့လူကိုပြောတာနော်အကောင့်ထဲမှာရှိနေတိုင်း front မဟုတ်ပါဘူး